ငါလည်းမရကျွေးမှုသားကျွေးမှုကတော့လောက်နေရတာပဲတို့လင်းဝတ်တင်ရတယ်ဘာလို့လောက်ကြတယ်ဟမ်ဒီမှာမမဝင်းတို့လည်းတရားမလုံအောင်လားဟမ်သမီးလည်းငါချက်ရတယ်ဟင်းလည်းငါချက်ရတယ်အဝတ်လည်းငါလျှော်ရတယ်အိမ်မှုကိစ္စရှိတဲ့အရာရာမှန်တယ်များကောင်တော့ငါကြီးပဲလောက်နေရတယ်နေလည်းအလောက်လောက်တယ်ငါလည်းအလောက်လောက်တယ်လောက်လောက်ချင်းတူရသမီးလေးပါချက်တစ်ခါတလေယောက်ျားစားဖို့တော့ဟိုပြင်စင်ဒီပြင်စင်လောက်ပါလားနည်းနည်းပါပါငါလည်းမရကျွေးမှုသားကျွေးမှုကတော့လောက်နေရတာပဲတို့လင်းဝတ်တင်ရတယ်ဘာလို့လောက်ကြတယ်ဟမ်ပြောရင် line ပေါ်မှာမိခိုဆိုပြီးတော့ဟိုလူကိုပြောပြရတာဒီလူကိုပြောပြရတာနဲ့ line ပေါ်တင်ရတာနဲ့တို့မိခိုဆိုတာအဲ့ဒါလားနည်းနည်းမှလောက်လေငါဒါပဲပြောနေတယ်နော်ဒီမှာကိုမွန်ကြီးပါတယ်ရှင်ကျမနဲ့မယူခင်တော့ငါရှင်ပြောခဲ့တဲ့စကားတွေရှင်မှတ်မိတယ်ဆိုရင်အခုချိန်မှာရှင်ကျမအောင်ဒီလိုစကားမျိုးတွေရှင်မပြောသင့်ဘူးထင်တယ်ပြီးတော့ကွာအဲ့ဒါဆိုမပြောဘူးမပြောနဲ့